မနေ့ပြန်တိုင်းကိုချစ်ပါတယ်လူတယောက်ဟာမနေ့ပြန်တိုင်းကိုမချစ်တတ်တဲ့နိုင်ကျင်မှုတွေနဲ့ရှင်တန်နေရအောင်ပါပဲတဲ့ကျွန်တော်မနေ့ပြန်တိုင်းကိုချစ်တယ်တဲ့ဖြစ်နိုင်ကဘာကြီးတီမြဲနေတဲ့မြတ်ကာလပတ်လုံးကျွန်တော်ဘဝမှာကျွန်တော်ချစ်ဖို့မနေ့ပြန်တွေရှိနေစေချင်ပါတယ်တဲ့ပြီးတော့တဲ့မနေ့ပြန်ဆိုတဲ့နေ့ရက်တိုင်းမှာအောင်မြင်ဖို့အတွက်ရှင်တန်စူးစမ်းရင်ကျွန်တော်ချစ်ရခင်ရမျက်နှာရတဲ့သူတွေနဲ့မကွဲမခွာဆုံးတွေ့ချင်ပါတယ်တဲ့မနေ့ပြန်တိုင်းမှာတဲ့တို့နဲ့အတူပြောစရာလေးတွေပြောချင်ပါတယ်ဝမ်းနည်းစရာရှိရင်လည်းအတူတကဝမ်းနည်းချင်ပါတယ်ငိုကြွေးစရာရှိရင်လည်းအတူတကမျက်ဝေခံစားပြီးငိုကြွေးချင်ပါတယ်တဲ့မိုးမရှိချစ်ခင်မှုတွေနဲ့တယောက်ကိုတယောက်ဖိမှကူညီမရင်လည်းဖြန်တိုင်းကိုကြော်ဖြတ်ချင်ပါတယ်ဒါကြောင့်ကျွန်တော်တို့မနေ့ပြန်ဆိုတာတဲ့အမြဲရှိနေစေချင်ပါတယ်ဒီလိုပါပဲတဲ့ကျွန်တော်ချစ်ရခင်ရမျက်နှာရတဲ့သူတွေအတွက်လည်းမနေ့ပြန်ဆိုတာကဘာကြီးတည်မြဲနေတည်ရှိစေချင်ပါတယ်တဲ့ဒါမှဒါကျွန်တော်တို့ဟာမပွဲမကွာတွေးဆောင်ခွင့်ရမှာဖြစ်ပါတယ်တဲ့တကယ်တော့တဲ့ကျွန်တော်တို့ရဲ့နေ့ရက်တိုင်းဟာတန်ဖိုးရှိပါတယ်တဲ့နေ့ရက်တိုင်းမှာဘဝအတိတ်ပဲတွေရှိပါတယ်တဲ့ပြီးတော့အောင်မြင်မှုအတွက်ရှင်တန်နိုင်ဖို့မနစ်ဖြန့်ဆိုတာလိုအပ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ကဘယ်လောက်ပဲမနစ်ဖြန့်နိုင်အောင်ချစ်မြတ်လို့ပါစေတစ်ချိန်မှာတော့ကျွန်တော်တို့ချစ်ရတဲ့မနစ်ဖြန့်ကိုထားခဲ့ပြီးလူလောကထဲကထွက်သွားရမှာပါတဲ့ကျွန်တော်တို့တွေးခွင့်ရတဲ့မနစ်ဖြန့်တွေကိုတွေးခွင့်ရမှာမဟုတ်တော့ပါဘူးတဲ့ဒါကြောင့်ကျွန်တော်တို့ဟာအသက်ရှင်တန်ခွင့်ရတဲ့အချိန်မှာမနစ်ဖြန့်တိုင်းကိုချစ်တဲ့အောင်ကြိုးစားရပါမယ်ချစ်တဲ့စိတ်နဲ့အကောင်းဆုံးရှင်တန်နိုင်ရပါမယ်တဲ့ဖြန့်နိုင်အောင်ချစ်ပါတဲ့မျက်နှာပါတဲ့မျက်နှာရဲ့စိတ်နဲ့ရှင်တန်ပါတဲ့ကျွန်တော်တို့ဟာမနေ့ဖြန့်တိုင်းကိုဝုန်းတီးရဲ့စိတ်နဲ့ရှင်တန်နေမယ်ဆိုရင်ကျွန်တော်တို့ရဲ့ဘဝရည်မှန်းချက်တွေလည်းပြည့်စုံလာမှာမဟုတ်ပါဘူးဒါကြောင့်လည်းဒီနေ့တရားရခဲ့ရင်မနေ့ဖြန့်တိုင်းကိုချစ်ပါနာကျင်မှုတွေခွန်အားဖြင့်အသုံးပြုပါဘဝမှာမနေ့ဖြန့်ဆိုတာရှိသေးတရားကင်းပြီးပြုစရာကောင်းတဲ့နေ့ရက်တွေလည်းရှိလာအောင်ပါပဲဒီတော့ဘယ်တော့မှစိတ်တမကြပါနဲ့ဘယ်တော့မှအရှုံးမပေးပါနဲ့မနေ့ဖြန့်တွေရရှိပါစေကျွန်တော်တို့ရဲ့ဘဝအိမ်မက်တွေဟာတစ်ချိန်ချိန်မှာပြည့်စုံလာမှာဖြစ်ပါတယ်တဲ့ကျန်တဲ့လမ်းခီးကိုတဲ့ကြိုဖြတ်ပင်နဲ့ရင်းချက်တဲ့ဘဝကိုရောက်မလာနိုင်ပါဘူးတဲ့ကျွန်တော်တို့အားလုံးကတဲ့အရှုံးကိုဘယ်လောက်ထိပဲတိမ်ပိုက်ထားခဲ့ပါတလေတဲ့အရှုံးတွေကြောင့်စိတ်ညစ်တာစိတ်ပြတ်တာစိတ်တက်ကြတာလုံးဝမဖြစ်ပါနဲ့တဲ့ဘဝမှာရှုံးနေတိုင်းတာပြန်မထားဘူးဆိုရင်လည်းအောင်မြင်တဲ့သူဆိုတာရှိတော့မဟုတ်တော့ပါဘူးတဲ့ယနေ့ကဘာပေါ်မှာရှုံးနေတဲ့လူတိုင်းဟာအောင်မြင်တဲ့သူတွေမဟုတ်ကြပြီမဲ့အောင်မြင်တဲ့သူတိုင်းရှုံးနေကြပါလေတဲ့ငါလုံးတိုင်းရှုံးနေတာပဲတဲ့ငါဆက်ကြိုးစားလို့ဖြစ်နိုင်သေးလားအောင်မြင်မှုဆိုတာငါအတမဟုတ်တော့ဘူးထင်တယ်စားတဲ့အငယ်စိတ်တွေမဝင်လာတင်ပါဘူးတဲ့